င်တုံးအခါကငွေဆိုတဲ့အရာဟာလူတွေအတုံးပြုဖို့လဲလဲဆရာပါအချိန်တွေပြောင်းလာတော့ငွေဆိုတဲ့အရာကလူတွေကိုရောင်ဆိုရင်သူတပြေးပြေးဝါမျိုးသွားယုံကြည်ချက်ရဲ့မရှိခံယူချက်ရဲ့မသိရေရွယ်ချက်လည်းမရှိတော့ပန်းတိုင်းရဲ့မရှိအမှန်မမြင်တတ်လေတော့အမြင်မှမရနိုင်တော့အထင်အမြင်တွေအစွန်းတစ်ဖက်စီဖိတ်လို့လွင်စင်တော့သဘော